နဝင်းစီဒုတိယအဆင့်ကိုအောင်မြင်ပြီးနောက်တစ်နေ့အာယုံမတက်မီယသိဥတုမနသည်စိုးနိုင်ကိုကြောက်ကူအတွင်သို့ခေါ်သွားသည်ကန္နာဤကျမ်းသည်ကြောက်စပွဲပေါ်တွင်ငြိမ်သက်စွာတည်ရှိနေသည်ယသိဥမနကကျမ်းကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်အံ့ဩစရာကောင်းသည်မှာရခင်ကဗလာဖြစ်နေသောစာမျက်နှာတစ်ရက်တွင်ရွှေရောင်စလုံးများတဖြည်းဖြည်းပေါ်လာခဲ့သည်စိုးနိုင်သည်အံ့ဩစွာငုံဖတ်လိုက်သည်နဝင်းစီကိုတီနိုင်သူသာတန်တမာအင်းကိုရေးခွင့်ရှိ၏အောက်တွင်အင်းပုံသဏ္ဍာန်တစ်ခုပေါ်လာသည်ထိုအင်းသည်နဝင်းစီထက်များစွာရှုပ်ထွေးပြီးမင်းကြောင်းတိုင်းမှာအတိတ်ပဲရှိနေသည်ယသိဥတုမနကပြောလိုက်သည်ဒီနေ့ကစပြီးတန်တမာအင်းကိုတင်းမယ်ဒီအင်းကတိုက်ခိုက်ဖို့မဟုတ်ဘူးမကောင်းတဲ့အစွမ်းကိုချုပ်နှောင်ဖို့အသုံးပြုတဲ့အင်းပဲစိုးနိုင်ကမေးလိုက်သည်ဆရာဒီအင်းနဲ့တစီကိုဖမ်းထားလို့ရလားယသိဥတုမနကခေါင်းငိမ့်သည်တစီပြိတ္တာမကောင်းတဲ့ဝိညာဉ်အောက်လန်းအစီရင်အားလုံးကိုတခဏသာထိန်းထားနိုင်တယ်ဒါပေမဲ့တိုက်ဖြတ်တဲ့ပညာမဟုတ်ဘူးထို့နောက်ယသိဥတုမနကမြေပြင်ပေါ်တွင်တန်တမာအင်းကိုရေးပြလိုက်သည်အင်းပြီးဆုံးသည်နှင့်ဟောအင်းတစ်ခုလုံးမှငွေရောင်အလင်းနှမ်းများဖြာထွက်လာပြီးပတ်ဝန်းကျင်ရှိလေများပင်ခဏမျှငြိမ်သက်သွားသည်စိုးနိုင်၏မျက်လုံးများအယောင်တောက်လာသည်ဆရာဒီအင်းကနဝင်းစီးထက်ပိုအားကောင်းတာပဲဟုတ်တယ်ဒါပေမဲ့အားကြီးလေလေစိတ်တည်ငြိမ်ဖို့ပိုလိုလေလေပဲအလှည့်ရောက်တော့စိုးနိုင်သည်တန်တမာအင်းကိုစတင်ရေးဆွဲလိုက်သည်ပထမမြင်းဒုတိယမြင်းတတိယမြင်းနောက်ဆုံးအပိုင်းအရောက်တွင်ဖြတ်အင်းတစ်ခုလုံးပြတ်သွားသည်စိုးနိုင်သည်မရက်ပဲထက်ရေးသည်ဒုတိယအကြိမ်တတိယအကြိမ်90 100အောင်မြင်မှုမရှိသေးညနေပိုင်းတွင်စိုးနိုင်၏လက်ဖက်ဝါးများပေါက်ပြဲကသွေးအနှဲငယ်ပင်ထွက်လာသည်ရဲမှန်ကစိတ်မကောင်းစွာပြောလိုက်သည်ဒီနေ့ဒီလောက်နဲ့နားလိုက်တော့လေစိုးနိုင်ကအပြုံးတစ်ချက်ပြုံးလိုက်သည်ဒီသွေးကပျောက်သွားမယ်ဒါပေမဲ့ငါလက်လျှော့လိုက်ရင်ဆရာရဲ့ယုံကြည်မှုကိုဆုံးရှုံးရလိမ့်မယ်ထိုစကားကိုကြားသောယသိဥတုမနကကျေနပ်စွာပြုံးလိုက်သည်ယသိကြီးသည်စိုးနိုင်အနာသို့ရောက်လာပြီးအင်းတစ်ခုမှအရေးကြီးဆုံးကဘာလဲသိလားစိုးနိုင်ကခေါင်းခါသည်ယသိဥတုမနသည်အင်းပုံကိုလက်ညှိုးဖြင့်ထောက်ပြပြီးဒီအလဲဗဟိုပဲဗဟိုပြက်ရင်အင်းတစ်ခုလုံးပြက်တယ်လူတစ်ယောက်လဲဒီလိုပဲစိတ်ဗဟိုမတည်ငြိမ်ရင်ဘယ်ပညာမှမအောင်မြင်ဘူးထို့နောက်ဆရာကြီးကဒီနေ့အင်းမရေးတော့နဲ့မျက်လုံးမိတ်ပြီးအင်းရဲ့ပုံစံကိုစိတ်ထဲမှာပဲရေးနေထိုညစိုးနိုင်သည်တညာလုံးတရားထိုင်နှင့်တန်တမအင်း၏ပုံစံကိုစိတ်ထဲတွင်အချိန်ချင်းမြင်အောင်နေခဲ့သည်အာယုံတက်ချိန်တွင်သူသည်မြေပြင်ပေါ်မှအင်းကိုတစ်ချိန်နဲ့ရေးဆွဲလိုက်သည်နောက်ဆုံးမြင်းကြောင်ပြီးဆုံးသည်နှင့်ဝုံငွေရောင်အလင်းနှမ်းများအင်းတစ်ခုလုံးမှဖြာထွက်လာသည်အင်းအတွင်းရှိတိရွက်များပင်မလှုပ်မရှက်ငြိမ်သက်သွားကြသည်ယသိဥတုမနသည်အင်းအနီးသို့လျှောက်လာပြီးကြောက်ခဲတစ်လုံးကိုအင်းထဲသို့ပစ်ထည့်လိုက်သည်ကြောက်ခဲသည်အင်းအလယ်သို့ရောက်သည်နှင့်လေထဲတွင်ရပ်တန့်သွားသည်စိုးနိုင်နှင့်ရဲမှန်တို့အံ့ဩသွားကြသည်ယသိဥတုမနကပြုံး၍ဒါကတန်တမာအင်းရဲ့အခြေခံအစွမ်းပဲအခုမင်းဟာအင်းကိုအသက်သွင်းနိုင်ပြီဒါပေမဲ့တကယ်စမ်းသပ်မှုကအခုမှစမှာထိုစဉ်တောင်အောက်ဘက်မှအရေးကြီးခေါင်းလောင်းသံတစ်ခုထွက်ပေါ်လာသည်ယသိဥတုမန၏မျက်နှာတီသွားသည်ရွာမှာတစ်ခုခုဖြစ်နေပြီစိုးနိုင်သည်ချက်ချင်းမတ်တက်ရက်လိုက်သည်သူ၏ပထမဆုံးတန်တမာအင်းကိုလက်တွေ့အသုံးပြုရမည်အချိန်သို့ရောက်ရှိလာခဲ့တော်မူဖြစ်သည်၃ရက်ခန့်ကြာပြီးနောက်တောင်အောက်ရွာမှဒေါင်းဟူသောခေါင်းလောင်းသံသည်အဆက်မပြတ်ထွက်ပေါ်နေသည်ယသိဥတုမန၏မျက်နှာတည်ငြိမ်သွားသည်ဒီခေါင်းလောင်းကိုအရေးပေါ်အချိန်မှသာတီးကြတာစိုးနိုင်ရဲမှန်သွားကြမယ်၃ယောက်သားချက်ချင်းတောင်အောက်သို့ဆင်းလာကြသည်ရွာအဝင်သို့ရောက်သောအခါရွာသားများသည်ဘုန်းကြီးကျောင်းရှိတွင်စုယုံနေကြသည်လူသား၏မျက်နှာတွင်ကြောက်ရွံ့မှုများပြည့်နှက်နေ၏ရွာလူကြီးဥပထွေးကယသိဥတုမနကိုမြင်သည်နှင့်အပြေးလာပြီးဆရာကယ်ပါအောင်ဟုအသနာခံနေသည်ဘာဖြစ်တာလဲတင်းကျိုင်းဘက်ကနွားကျောင်းသားမှောင်လိုက်ပျောက်သွားတာ၃ရက်ရှိပြီဒီနေ့မနက်မှာတော့သူပြန်တွေ့တယ်ဒါပေမဲ့ဥပထွေး၏အတန်တုံးလာသည်သူကလူစကားမပြောတော့ဘူးဘုန်းကြီးကျောင်းထဲဝင်ဖို့လည်းမရဘူးတယောက်ယောက်ကိုမြင်အော်ဟစ်ပြီးတိုက်ခိုက်နေတယ်ယသိဥတုမနတို့သည်ကျောင်းတော်ဘက်ရှိဇရက်တစ်ခုသို့ရှောက်သွားကြသည်အထဲတွင်အသက်20ခန့်လူငယ်တဦးကိုတန်ကြိုးဖြင့်ချီနှောင်ထားသည်သူ၏မျက်လုံးများမှနီးရဲနေပြီးပါးစပ်မှလည်းအနက်ရောင်ငွေများတဖြည်းဖြည်းထွက်နေသည်ယသိဥတုမနကအနီးကပ်ကြည့်ပြီးဒါကတဆင်မဘူးဟုပြောလိုက်သည်စိုးနိုင်ကအံ့ဩစွာမေးလိုက်သည်ဒါဆိုဘာဖြစ်တာလဲဆရာသူ့ကိုအောက်လန်းအစီရင်နဲ့ချုပ်ထားတာဒီအစွမ်းကအရင်ကထက်ပိုပြင်းတယ်ရုတ်တရက်မောင်လှိုင်ကတန်ကြိုးကိုအားဖြင့်ဆွဲလိုက်သည်ကြောင်းတန်ကြိုးသည်အနှဲငယ်ပင်ကွေးသွားသည်ရွာသားများအားလုံးနှောက်ဆုတ်သွားကြသည်ယသိဥတုမနကစိုးနိုင်ကိုကြည်လက်ကြည့်ပြီးစိုးနိုင်ရှိပါတယ်ဆရာဒီတစ်ခါမင်းပဲလုပ်ရမယ်ငါကြည့်ပဲကြည့်မယ်စိုးနိုင်၏ရင်ခုန်နှံမြန်းလာသည်သို့သောဆရာ၏စကားကိုသတိရလိုက်သည်ကြောက်စိတ်ကိုမနိုင်ရင်ပညာကအသက်မဝင်ဘူးသူသည်အသက်ကိုဖြည်းဖြည်းရှူ၍ရှေ့သို့လှမ်းလာခဲ့သည်မောင်လှိုင်ကစိုးနိုင်ကိုမြင်သည်နှင့်ဟာဟုအော်ဟစ်ကပြေးဝင်လာသည်စိုးနိုင်သည်နောက်မဆုတ်ဘဲမြေပြင်ပေါ်တွင်တန်တမာအင်းကိုလင်းမြန်စွာရေးဆွဲလိုက်သည်နောက်ဆုံးမြင်းကြောင်ပြီးဆုံးသည်နှင့်ငွေရောင်အလင်းများဖြာထွက်လာပြီးမောင်လှိုင်၏ခြေလမ်းများရုတ်တရက်ရပ်တန့်သွားသည်
သူ၏ခန္ဓာကိုယ်သည်အင်းအတွင်း၌လုံးမရတော့ပေရဲမှန်ကဝမ်းသာစွာရပြီဟုအော်လိုက်သည်သို့သောယသိဥတုမနကအော်တားလိုက်သည်မပြီးသေးဘူးထိုခဏ၌မောင်လာ၏ကိုယ်ထဲမှအနက်ရောက်အငွေများပုံပုံများပြားလာသည်အင်းသည်လည်းတဖြည်းဖြည်းအကွဲသလိုဖြစ်လာသည်စိုးနာ၏နှစ်ဖူးတွင်ချွေးများစီးကျလာသည်ဆရာအင်းကမခံနိုင်တော့ဘူးယသိဥတုမနကငြိမ်သက်စွာပြောလိုက်သည်အင်းကိုအားနဲ့မထိန်နဲ့ဒါဆိုဘာနဲ့ထိန်ရမှာလဲစိတ်နဲ့စိုးနိုင်သည်မျက်လုံးကိုခိတ္တမှိတ်လိုက်သည်ကြောက်စိတ်အလင်းလိုစိတ်အောင်မြင်ခြင်းစိတ်အားလုံးကိုခဏတာဆွန့်လွှတ်လိုက်သည်ထို့နောက်သူသည်မေတ္တာပို့ကပရိတ်တော်ကိုတည်ငြိမ်စွာရွတ်ဖတ်လိုက်သည်တပ်ပေတတ်တာပရိတ်တံပြန့်နှံ့လာသည်နှင့်တန်တမအင်း၏အလင်းသည်ပုံမတောက်ပလာ၏အနက်ရောက်အငွေများသည်တပြေးပြေးအားလျော်လာပြီးမောင်လှန်၏ကိုယ်ထဲမှမိโกလုံးတစ်ခုအဖြစ်ထွက်ပေါ်လာသည်ထိုမိโกလုံးသည်အင်းအတွင်း၌ချုပ်နှောင်ခံလိုက်ရသည်ယသိဥတုမနသည်ရှေ့သို့တလှမ်းတိုးလာပြီးလက်ထဲရှိတစ်သားတောင်ဝင်းဖြင့်အင်းအလယ်ကိုမြင်သာစွာထိလိုက်သည်ပျောက်စေဟုမိန့်လိုက်သည်နှင့်အနက်ရောက်မိโกသည်အလင်းမှုန်များအဖြစ်ပြိုကွဲပျောက်ကွယ်သွားသည်မောင်လှန်သည်မြေပြင်ပေါ်သို့လက်ကျသွားပြီးခဏအကြာတွင်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လာသည်ကျွန်တော်ဘာဖြစ်သွားတာလဲသူ၏မိဘများကဝမ်းသာမျက်ရည်များဖြင့်ပြေးလာကဖတ်ထားလိုက်ကြသည်ရွာသားများသည်စိုးနိုင်ကိုဝိုင်း၍ကျေးဇူးတင်ကြတော်လဲယသိဥတုမန၏မျက်နှာမှာလေးနက်နေစေဖြစ်သည်ရွာမှပြန်လာသောလမ်းတွင်စိုးနိုင်ကမေးလိုက်သည်ဆရာအမှုကပြီးသွားပြီမဟုတ်လားယသိဥတုမနကခေါင်းရမ်းလိုက်သည်မပြီးသေးဘူးဘာကိုဆိုလိုတာလဲဆရာဒီအစီရင်ကိုလှုပ်တဲ့လူကမောင်လှိုင်ကိုစမ်းတက်ယုံတက်တုံးလိုက်တာသူ့ရဲ့တကယ်ပြတ်မှတ်ကယသိဥတုမနသည်စိုးနိုင်ကိုတက်ကြည့်လိုက်သည်မင်းပဲစိုးနိုင်ထိုစကားကြားသည်နှင့်တောင်တန်းများကြားမှအေးဆက်သောလေတစ်ချက်တိုက်ခတ်လာသည်မမြင်ရသောရန်သူသည်စိုးနိုင်၏လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေသည်ဖြစ်သည်ရဲမှန်သည်ထင်းသွားခုတ်ရမှအပြေးပြန်လာသည်ဆရာတောထဲမှလူတစ်ယောက်ကိုတွေ့ခဲ့တယ်ယသိဥတုမနကမေးလိုက်သည်ဘလို့လူလဲအနက်ရောင်ဝတ်ယုံကြီးဝတ်ထားတယ်မျက်နှာကိုမမြင်ရဘူးကျွန်တော်ကြည့်လိုက်တာနဲ့ပျောက်သွားတယ်ထိုစကားကြားသည်နှင့်ယသိဥတုမန၏မျက်နှာလဲငယ်ပြောင်းလဲသွားသည်သူကခတ်တိုးတိုးပြောလိုက်သည်သူရောက်လာပြီလားထိုညယသိဥတုမနကစိုးနိုင်ကိုခေါ်လိုက်သည်စိုးနိုင်မင်းကငါတခုတတိပေးမယ်မိမဆရာအခုကစပြီးမင်းတယောက်တည်းတော်လဲမဝင်ရတော့ဘူးစိုးနိုင်ကအံ့ဩစွာမေးလိုက်သည်ဘာဖြစ်လို့လဲဆရာယသိဥတုမနကခဏငြိမ်သက်ပြီးမင်းနောက်ကိုလိုက်နေတဲ့သူရှိတယ်တစ်ဖက်မှာတော့တောင်ကျော၏အနက်ဆိုင်ဆုံးကိုကြီးတစ်ခုအတွင်မီးတိုင်များထွန်းညှိထားပြီးအနက်ရောင်ဝတ်ရုံကိုလူတဦးသည်ကြောက်ပလင်ပေါ်တွင်ထိုင်းနေသည်သူရှိတွင်အောက်လန်းဆရာများဒူးထောက်လျက်ရှိကြသည်လူတဦးကခေါင်းငုံပြီးသခင်စိုးနိုင်ကတန်တမာအင်းကိုတက်သွားပါပြီဟုရှောက်တင်လိုက်သည်ဝတ်ရုံဝတ်လူကအေးဆက်စွာကျဲလိုက်သည်ဒီတော့ပညာနဲ့ငါ့ကိုမရှင်းနိုင်သေးဘူးသူကလက်တစ်ဖက်မြှောက်လိုက်သည်နှင့်အနက်ရောင်မီးတော့တစ်ခုလက်ပဝါးပေါ်တွင်ပေါ်လာသည်သူ့ကိုအခုမတက်သေးဘူးသူပိုတော်လာအောင်စောင့်မယ်အဲ့ဒီအချိန်ကျမှဂန္ဓာရီကျမ်းကိုသူ့လက်ထဲကငါကိုယ်တိုင်ယူမယ်ထိုစဉ်တောင်ကျောင်းတွင်ယသိဥတုမနသည်ဖျားရှိ၌တရားထိုင်နေရာမှရုတ်တရက်မျက်လုံးဖွင့်လိုက်သည်သူ၏နှစ်ဖူးတွင်ချွေးများစီးကျလာသည်မကောင်းတော့ဘူးစိုးနိုင်ကအနားသို့ပြေးလာပြီးဘာဖြစ်တာလဲဆရာယသိဥတုမနကအဝေးတနေရာကိုငေးကြည့်ရင်နှစ်ပေါင်းများစွာပျောက်နေတဲ့အောက်လန်းဆရာကြီးပြန်ပေါ်လာပြီထိုစကားကြားသည်နှင့်စိုးနိုင်၏ဘဝခရီးသည်ပုံမကြီးမားသောအန္တရာယ်များစီသို့ဥတည်သွားတော့သည်